ဒီဒီဓမ္မေစုမာတရောအာနိဒောနောမတောမယဒုံမေခမထာနောရောသံဣဒံပစ္စည်းမာဒတနံဒီဒီဓမ္မေစုမာတရောအာနိဒောနောမတောမယဒုံမေခမထာနောရောသံဣဒံပစ္စည်းမာဒတနံမေဇုခေါ်လိုက်ရဲ့ဟဲ့အယုတ်ဓမ္မကောင်သေးမင်းတရားသင်အယုတ်ဓမ္မဆောင်သေးမင်းကောင်သည်နောအမကံချစ်လို့ရဲ့မဝါခလို့ရဲ့မမောပြောလို့ရဲ့မကုံခိုးလုံးလို့ရဲ့မနေသင်လို့ရဲ့မစုံနိုင်냐တို့သမီးသားညာတကာများတို့ဤမာတရောရှေးဥအစသင်ခြင်းရ၍ကျေးဇူးကြီးလာမွေးမိခင်ကြီးကိုဗျာဒီနာ96ဗျာ98ဗျာဘေယောဂါရိဟူသောတလနဘုံနာယောဂါစုံဖြင့်ယံအာနိတောအမေကျေးဇူးကိုလည်းမထောက်ထားတို့သမီးသားများကိုလည်းမတနာမငဲ့ညာပဲကြံကြိုးစွာဇောအတင်းရဆက်စွာတလတွင်သူအကျဉ်သို့သွင်းဆောင်ရွက်ခဲ့လေပြီတန်တို့ကြံကြိုးအစုံရက်ဆက်စွာတို့အမိကိုဆောင်ယူသည်တင်လောက်ပုံသည်ဒီထွေကနေပတ်ထုတ်မျက်နာဆွဲဖို့လောက်အောင်လွန်စွာဆက်စုပ်ဖွယ်ရှိပါပြီစွာတကားမတော်မယသမီးသားညာတကားများတဲ့မှာဖယားဟောပညာဖြစ်ဖွင့်ကြည့်ဩသိပါပြီအမေရဲ့မတော်မယတိမင်းကိုယမုံစစုတာကအသုံးမကြအထာနာကောပါကြောင်ကရံမိတန္တာကဝိပန္လာတတတ္တသင်္ခါရဓမ္မတာဘိဇနာကိုလက်မခံနိုင်တာကအဝိဇ္ဇာမောဟဖျားဟောပြခဲ့တာတတိယလူသမီးအခုမှဩသိရပါပြီအမေရဲ့ဒုံမေကျေးဇူးအထူးမြတ်မို့မြရှိဘူးဒုံညာအသည်မိဘများတို့သည်နောအမကံအသိမကျွဲညမကျဲ၍နုနေဒုံညာသမီးသားဤဒေါသနုနေလျောက်ပြမရောက်သည်ခုနောက်တင်သူအပြည့်ဟုသမျှအဝဝကိုခမထာအပြစ်မပေးစိတ်ဖြူဖွေးလျက်ပြုံးလေးသာတိခံပေးပါမည်ဣရန္တတနံအမိမျက်နာပါဝင်ရွှေလာမင်းကိုစိတ်တင်ကြည်ရင်ဤတွေ့ထင်ကြည်မြင်လိုက်ရခြင်းဒီကနောအမကံချစ်လို့ရဲ့မဝါခလို့ရဲ့မမောပြောလို့ရဲ့မကုံခိုးလုံးလို့ရဲ့မနေသင်လို့ရဲ့မစုံနိုင်냐တို့သမီးသားညာတကာများတို့ဤပစ္စည်းမရတနာနောက်ဆုံးတွေ့မြင်လိုက်ရခြင်းဖြစ်ပါတော့ဒီတကားပစ္စည်းမရတနာနောက်ဆုံးကြည့်မြင်လိုက်ရခြင်းဖြစ်ပါတော့ဒီတကားပစ္စည်းမရတနာသွားရောဟုအာရှောပါလက်စေပြာရှိမစုံမရွှင်ပြုံးပဲနောက်ဆုံးတွေ့ထင်နှုတ်ဆက်ကြည့်မြင်လိုက်ရခြင်းဖြစ်ပါတော့သည်